Hello အားလုံးပဲမင်္ဂလာပါရှင်ဒီချက်ကားညီမတို့နေရာ Auckland ရဲ့ North Harbour Stadium မှာကျင်းပတဲ့2026 Spring Festival လေးကိုတွားခဲ့ပါတယ်ရှင်အဲ့ဒါစိတ်ဝင်စားတယ်ဆိုရင်ညီမတို့ညောင်းနဲ့တူလိုက်ကြည့်ပေးပါလို့ကျေးဇူးတင်ပါတယ်ရှင်ဒီပွဲလေးကတော့3ရက်ကျင်းပတာပေါ့နော်6ရက်နေ့9ရက်နေ့10ရက်နေ့ဆိုပြီးကျင်းပပါတယ်အဲညီမတို့သွားတာကဒီနေ့စနေနေ့9ရက်နေ့သွားတာပေါ့နော်အဲ့မှာဆိုင်လေးတွေကဆိုလို့ချင်းအများစုက Asian ဆိုင်တွေပေါ့နော်Chinese တွေပြီးလို့ချင်းပြီးတော့ပေါ့ Philippines တွေစားတောက်တွေရတယ်ပြီးတော့အဲ့လိုမျိုးပေါ့နော်မင်္ဂလိဆိုလည်းကြိုက်တဲ့လိုမျိုးရုပ်ကလေးတွေအများကြီးတွေ့ခဲ့ပါတယ်ပေါ့နော်ရမ်းပြောဖို့ကောင်းပါတယ်စားတောက်တွေရတယ်ရမ်းအရသာရှိခဲ့ပေါ့နော်အဲကြောင့်မို့ညီမတို့နေ့အောင် try ကြည့်ခဲ့ပါတယ်ရှင်ဟုတ်ကဲ့အချိန်လေးကတော့နေ့လယ်2နာရီကနေပြီးတော့ည10နာရီထိကျင်းပတာပေါ့နော်ပြောဖို့ကောင်းပါတယ်လို့သွားလေကြည့်ပါလို့အခုလိုမျိုးကြောက်ကြီးလေးတွေကိုရောင်းတဲ့ဆိုင်လေးတွေလည်းတွေ့ခဲ့ပါတယ်အဲ့လိုမျိုးဆိုင်လေးတွေကပေါ့နော်ဒီကျွန်တော်တို့ဈေးပွဲလေးတွေမှာတစ်ခါနှစ်တွေ့ပါတယ်လို့ဟုတ်ဒါလေးကတော့ပေါ့နော်ဟိုကျွန်တော်တို့ခွင်းလေးတွေနဲ့ပြစ်ပြီးတော့ဟာကျတော့ဂိမ်းဆော့ရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးပြစ်ပြီးအဲ့ဒီ item လေးတွေရတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးကစားလို့ရတဲ့ဟာလေးတွေလည်းရှိပါတယ်ဒါကတော့ဖိလစ်ပိုင်အစားအစာဖြစ်ပါတယ်ဒီဇိုင်းလေးကတော့အာလူးကြော်ပေါ့နော်ဂျပန်ကြက်ကြော်အစားပြင်ကြော်လော်လေးဖြစ်ပါတယ်ဒီဘက်ကဆိုင်ကတော့ဒီကြက်သားဟိုတွေကိုအခုလိုမျိုးကြော်ထားတာဖြစ်ပါတယ်အဲ့ဒါလေးလည်းဆိုင်ရှင်ကနည်းနည်းလေးပေးမိလို့လည်းမြည်ခဲ့ပါသေးတယ်ဟုတ်ဒါလေးကတော့ကျွန်တော်တို့ဘာဘက်တီးလေးဝယ်တောက်တာပေါ့နော်ဆိုတော့ဘာဘက်တီးလေးက30ကျပ်ပေးရပါတယ်အေးအစုံလည်းရပါတယ်ပဇွန်ကင်အမဲကင်ပေါ့နော်တိုးသားကင်အကင်မျိုးစုံလည်းရပါတယ်ဒါကတော့ဟင်းနေပေါ့နော်ဟင်းနေလည်းရပါတယ်ဒါကတော့ဟိုအသီးဖြော်ရည်ကိုနက်တီးကိုအပေါက်ဖောက်ပြီးတော့နက်တီးထဲမှာတောက်လို့ရတဲ့ပုံစံမျိုးပေါ့နော်ဒါကတော့ဂျပန်အာမေယိုကိုမှာရှိတဲ့အာလူးကြော်အရှေ့ကြီးတွေနဲ့တူပါတယ်ပိုတေတိုတာဝါလို့ခေါ်ပါတယ်ဒါကတော့ကင်းမွန်ကြော်ကြီးတွေပေါ့နော်ဒါကတော့မုံလေးတွေမျိုးစုံစားခြင်းစရာလေးတွေပေါ့နော်ဒါကတော့ထိုင်းစားစာဖြစ်ပါတယ်အခုလိုမျိုး stage show ပွဲရှိပြီးတော့ကနေကြတဲ့လူလည်းရှိပါတယ်ပန်းဝန်းလေးတွေရတဲ့အယုတ်ကလေးတွေပုံစံလေးတွေနဲ့အရမ်းပဲချစ်ဖို့ကောင်းပါတယ်အခုလိုမျိုးလာပူပူအယုတ်ကလေးတွေလည်းတွေ့ခဲ့ပါတယ်ကျွန်တော်မိမလေးပူစားလို့လာပူပူအယုတ်ကလေးတရုပ်လေးဝယ်ပေးခဲ့ရပါတယ်အယုတ်ကလေးတွေကမျိုးစုံပေါ့နော်ချစ်စရာလေးတွေပေါ့နော်အခုလိုမျိုးတရုပ်စတိုးလေးတွေကလစ်ကလေးတွေလည်းအများကြီးရှိပါတယ်မီးလေးတွေလည်းတစ်ချောင်းဝယ်ပေးခဲ့ပါတယ် actor လေးတွေလည်းအရန်စားလို့ကောင်းပါတယ်ပေါက်စီလေးတွေလည်းရပါတယ်ကတ်ဆန်ဆန်ဆော့လို့ရတဲ့နေရာလေးတွေပြီးတော့မြင်းစီးလို့ရတဲ့နေရာလေးတွေကလေးတွေဆော့ကစားလို့ရတဲ့နေရာလေးတွေလည်းပါဝင်ပါတယ်ဒါကတော့မီးလေးရခဲ့တဲ့အယုတ်ကလေးတွေပေါ့နော်ချစ်စရာလေးတွေပါဟုတ်ကဲ့ညီမတို့ရဲ့ Spring Festival လေးကိုသွားလေတဲ့ပွဲတွေကတော့ဒီလောက်ပါပဲရှင်ချစ်ချူပြီးကျေးဇူးတင်ပါတယ်နောက်ပြီးမှပြန်တွေ့ပါ